ထပ်ပြီးတော့အစ္စလာမ်မှာဖခင်တွေကိုထပ်ပြီးတော့မှဖခင်တွေမိခင်တွေကိုဘာညွန်ကြားလဲဆိုတော့ခင်ဗျားရဲ့အိမ်မှာသမီးလည်းရှိမယ်တားလည်းရှိမယ်ဆိုရင်တဲ့တားသမီးတွေကိုဖခင်တယောက်အနေနဲ့ဒန်းလူဆက်ဆံရမှာဖခင်ရဲ့တာဝန်ပဲတားဖြစ်လို့သူ့ကိုအခွင့်အရေးပို့ပေးတာတားဖြစ်လို့သူ့ကိုပို့ပြီးတော့မှအလိုလိုက်တာသမီးဖြစ်လို့သူ့ကိုပို့ဖိနှိပ်ထားတာသမီးဖြစ်လို့သူ့ကိုချိုးနှိမ်ထားတာဖခင်တယောက်အတွက်မိခင်တယောက်အတွက်လုံးဝမပြုတ်နိုင်တဲ့ကိစ္စတစ်ခုဖြစ်ပါတယ်တဲ့ဖခင်နဲ့မိခင်မှာတာဝန်အပြည့်ရှိတာကဘာလဲဆိုရင်တဲ့သမီးမိန်းကလေးနဲ့ပတ်သက်ပြီးတော့တားယောက်ျားလေးနဲ့ဒန်းကိုအခွင့်အရေးပေးဓမ္မနမြတ်ဆလ္လာလာဟ်အလိုင်းဝါဆလမ်ရဲ့ကြာစားပိုင်ဓမ္မတော်ရဲ့ညီဝင်းွယ်Hazrat Abdullah bin Abbas radiyallahu ta'ala တခင်ဟာဒီအခွင့်အရေးနဲ့ပတ်သက်ပြီးတော့ဓမ္မနမြတ်ဆလ္လာလာဟ်အလိုင်းဝါဆလမ်ရဲ့မိန့်ကြားချက်ကိုဆင့်ပြန်ခဲ့ဓမ္မနမြတ်ဆလ္လာလာဟ်အလိုင်းဝါဆလမ်မိန့်နဲ့မန်ကာနတ်လဟူအွန်သာဖလမ်ယအီဒဟာولم يهنها ولم يؤثر ولده عليها أدخله الجنة ဓမ္မနမြတ်ဆလ္လာလာဟ်အလိုင်းဝါဆလမ်မိန့်နဲ့အကျဉ်းသူဟာတဲ့သမီးမိန်းကလေးရမယ်ရတဲ့အခါမှာအဲ့ဒီသမီးမိန်းကလေးကိုအရှိလက်မြေမမြုပ်ပဲနဲ့သူ့ကိုအသက်ရှင်ရည်တည်ဝင်ချီးမြှင့်မယ်အသက်ရှင်ရည်တည်ဝင်ပေးမယ်တဘောကဓမ္မတော်ပွင့်ပေါ်တဲ့အချိန်မှာဓမ္မတော်ကိုလက်မခံတဲ့လူတွေမှာဒီထုံးတမ်းစဉ်လာရှိနေတယ်အဲ့ဒီပေါ်မှာဓမ္မတော်ဟာအစ္စလာမ်တာနာဝင်တွေကိုမိတ်နေသမီးမိန်းကလေးမြေမြုပ်တကြိုခွင့်မရှိသမီးမိန်းကလေးကိုအသက်ရှင်ရည်တည်ခွင့်ပေးရမန်ကာနတ်လဟူအွန်ဆာအဲ့တော့လူတယောက်ကတဲ့သမီးမိန်းကလေးရသွားပြီဖလမ်ယအီဒဟာအဲ့ဒီသမီးမိန်းကလေးကိုအသက်ရှင်ရည်တည်ခွင့်ချီးမြှင့်တယ်ဝလမ်ယူဟင်ဟာဒီသမီးမိန်းကလေးကိုချိုးနှိမ်ပြီးတော့မှနှိမ်ချပြီးတော့မှဆက်ဆံခြင်းမရှိဘူးဝလမ်ယူသီဝလဒဟူအလိုင်ဟာတားယောက်ျားလေးနဲ့ရှင်ပြီးတော့မှသမီးမိန်းကလေးနဲ့ရှင်ပြီးတော့မှတားယောက်ျားလေးကိုဦးစားပေးတာမရှိဘူးတဲ့ပြန်နာတော့မှဝလမ်ယူသီဝလဒဟူအလိုင်ဟာတားယောက်ျားလေးရဲ့လိုအပ်ချက်ကိုဖြည့်ဆည်းပေးတာကဏ္ဍတစ်ခုသမီးရဲ့လိုအပ်ချက်ကိုဖြည့်ဆည်းပေးတာကဏ္ဍတစ်ခုသူရဲ့ကဏ္ဍတော့လိုအပ်ချက်တွေတော့မတူပါဘူးဒါပေမဲ့အခွင့်အရေးမှာတားနဲ့သမီးနဲ့ဟာအတူတူပဲဖြစ်ရမယ်ဆိုပြီးတော့အစ္စလာမ်ဟာအတိအလင်းပြဋ္ဌာန်းတယ်ဝလမ်ယူသီဝလဒဟူအလိုင်ဟာဓမ္မတော်မိတ်နဲ့အဲ့ဒီသမီးမိန်းကလေးအပေါ်မှာအဲ့ဒီမိဘနှစ်ပါးဟာတားယောက်ျားလေးကိုဦးစားပေးခြင်းမရှိဘူးဆိုရင်အဒခလဟူလ်ဂျန်နာအဲ့ဒီဖခင်နဲ့အဲ့ဒီမိခင်ကိုအထူးသဖြင့်အဲ့ဒီဖခင်တာဝန်ရှိတဲ့သူအလ္လာဟ်ရှင်မြတ်ဟာဂျန်နတ်ကိုချီးမြှင့်မှာဖြစ်တယ်လို့ဓမ္မနမြတ်ကြီးဆလ္လာလာဟ်အလိုင်းဝါဆလမ်ကမိန့်ကြားတော်မူခဲ့အဲ့ဒီအတွက်ကြောင့်သမီးမိန်းကလေးရဲ့တာဝန်ဟာနေကာလုပ်တဲ့အထိဖခင်ပေါ်မှာရှိနေတယ်အဲ့ဒီတိုင်းမဲ့အမျိုးသမီးရဲ့အခွင့်အရေးသမီးရဲ့အခွင့်အရေးအစ္စလာမ်ဘာပေးလဲဆိုရင်မိဘနှစ်ပါးကိုတမန်တော်ဟာအလေးအနက်မှာကြားတယ်တားတဲ့သမီးကိုဒန်းကိုအခွင့်အရေးပေးရမှာအစ္စလာမ်ရဲ့ဒန်းကိုအခွင့်အရေးပေးရမှာဟာဒါအမျိုးသမီးရဲ့ရပိုင်ခွင့်ပဲပြီးတဲ့နောက်ပိုင်းမှာဒီသမီးမိန်းကလေးအရွယ်ရောက်လာဒီသမီးမိန်းကလေးအရွယ်ရောက်လာရင်ဖခင်ဟာတင်းတော်ရာကိုရှာပြီးတော့မှနေကာလုပ်ပေးရမှာဖခင်ရဲ့တာဝန်ပဲတို့ပေမဲ့လည်းပဲအစ္စလာမ်ကဒါနဲ့ပတ်သက်ပြီးတော့လည်းပဲဘာလမ်းညွှန်မှုပေးလဲဆိုတော့ဒီသမီးမိန်းကလေးကိုနေကာလုပ်ပေးတာတော့ဟုတ်ပြီဒါပေမဲ့သူလည်းပဲအရွယ်ရောက်လာတဲ့ပုံမှာသူ့မှာခံစားချက်ဆိုတာရှိသူလည်းပဲအရွယ်ရောက်လာတဲ့ပုံမှာသူလည်းစဉ်းစားနိုင်တယ်သူလည်းချင့်ချိန်နိုင်တယ်အဲ့ဒီပုံမှာတဲ့အစ္စလာမ်ကဘာပြောလဲဆိုတော့နေကာလောက်ခဏီးမှာဖခင်နဲ့မိခင်ဟာငါတို့သမီးပဲဆိုပြီးတော့ဇဘရဒစတီအတင်းအာရမမလုပ်ပဲနဲ့ဒီသမီးမိန်းကလေးရဲ့သဘောတူညီမှုကိုယူတဲ့နဲ့ဒီဘက်မှာကျွန်တော်တို့ဒီဘက်ခေတ်မှာပတ်ဝန်းကျင်ရိုက်ခတ်မှုရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုတွေရဲ့ဘေးထွက်ဆိုးကျိုးတွေအရပတ်ဝန်းကျင်မှာအဖရာတဖရီလို့ခေါ်တဲ့နှစ်ဖက်အစွန်းရောက်တာတွေဖြစ်တစ်ဖက်ကတချို့မိဘတွေကငါမိဘပဲငါစီမနာဒီသားသမီးနာခံရမှာပေါ့ဝေးကလေးကငါပဲကျွေးလာတာနေကာလည်းငါပဲလုပ်ပေးရမှာဒီမှာသူ့ဘောဘာလို့လဲအဖေပြီးပေးရမှာပေါ့ငါတို့ရဲ့ခန္ဓာမှာငါတို့ရဲ့မျိုးရိုးမှာသမီးကိုမေးလို့ထောက်ရဖို့မရှိဘူးငါလှုပ်ဆိုရင်လှုပ်ရမယ်ဟိတ်ဆိုရင်တိတ်ရမယ်ငါနေကာဒီလူနဲ့လှုပ်ဆိုရင်လှုပ်ဒီပုံစံမဲ့ဒါလည်းပဲအစွန်းရောက်တာပဲနောက်တစ်ဖက်မှာ
ဒီနေ့ခေတ်မှာသမီးမိန်းကလေးတွေအပြင်လောကတွေမှာလွတ်လပ်မှုတွေရှာဖွေလာကြတယ်ပတ်ဝန်းကျင်ရိုက်ခတ်မှုတွေရှိလာကြတယ်အင်တာနက်မှာကြည့်နေတဲ့မြင်ကွင်းတွေဇလန်းတွေရဲ့ဆူရှားမှုတွေဖြစ်လာတယ်အဲ့ဒီပုံမှာဘာအတွေးတွေဝင်လာလဲဆိုတော့နေကာလောက်တယ်ဆိုတာဒါငါတို့ရဲ့ဘဝပဲငါဘဝကိုငါအကောင့်ထဲပေါ်ရမှာငါကဒီယောက်ျားနဲ့ပေါင်းရမှာငါမိဘကဒီယောက်ျားနဲ့နေရမှာမဟုတ်ဘူးငါဘဝတန်းလျှောက်လို့ငါနေရမှာအဲ့ဒါကြောင့်ငါသဘောချငါလုပ်မယ်ဆိုပြီးတော့မိဘကိုဘေးကိုခောက်လိုက်တယ်ဒါလည်းပဲလုံးဝမှားယွင်းတဲ့ကိစ္စတစ်ခုပါအဲ့တော့အစ္စလာမ်ကဘာပြောလဲဆိုတော့မိဘကိုလည်းပြောတယ်နေကာလုံးဝမှာသူလုံးဝမှာဖြစ်တယ်ဒီယောက်ျားနဲ့ဘဝတန်းလျှောက်လုံးကိုဖျက်ကျော်ရမှာဒီကလေးမှဖြစ်တယ်အဲ့ဒီအတွက်ကြောင့်တစ်ဖက်မှာမိဘကိုလည်းပြောတယ်အစ္စလာမ်ကဘာပြောလဲဆိုတော့မင်းတို့ရဲ့သဘောတူညီမှုကိုယူပြီးတော့မှနေကာလုပ်ပေးပါဒါပေမဲ့တစ်ဖက်ကတမီးမိန်းကလေးကိုလည်းပြောတယ်လူဘဝလူတသားမှာဘရကတ်ရှိဖို့အတွက်အောင်မြင်ဖို့အတွက်ချောင်းလည်ဖို့အတွက်မိဘရဲ့ဒူအာအများကြီးလိုအပ်တယ်ဘယ်လူဟာလောကမှာမိဘရဲ့ဒူအာရသွားမယ်အင်ရှာလာအဲ့လူဟာလောကမှာဘဝမှာဆင်းရဲဒုက္ခပျက်စီးခြင်းနဲ့ရင်ဆိုင်ရခြင်းမရှိပါဘူးမိဘရဲ့ဒူအာရသွားတဲ့လူဟာအောင်မြင်တဲ့လူသားတစ်ယောက်ပါအဲ့တော့တာသမီးတွေကိုအစ္စလာမ်ကတိုးတင်နဲ့ဆုံးမတယ်မင်းတို့ဘဝလက်တွဲဖို့ကိုရှာတာတော့ဟုတ်တယ်မင်းတို့ဘဝတန်းတစ်လျှောက်လို့သူတို့နဲ့သူတို့ဖျက်ချော်ရမှာဟုတ်တယ်ဒါပေမဲ့ဒီကဏ္ဍမှာမိဘရဲ့ဒူအာကိုလည်းယူပါမိဘနဲ့ညှိညှိနိုင်နိုင်ရဲ့လုပ်ပါမိဘသဘောတူတဲ့လူလည်းဖြစ်နိုင်ရမယ်ကိုယ်လည်းပဲသဘောကျတဲ့လူဖြစ်နိုင်ရမယ်နှစ်ဦးနှစ်ဖက်ဂျင်းလေလေဆိုရင်တော့ဒါအကောင်းဆုံးဖြစ်တယ်ဆိုပြီးတော့တစ်ဖက်မှာတာသမီးတွေကိုဆုံးမဒါကတော့ဆုံးမမှုပဲဒါပေမဲ့မစအလာမှာတော့တမန်တော်မြတ်ဆလ္လာလဟ်အလိုင်းဝါဆလမ်ကဘာမိတ်လဲဆိုတော့သမီးမိန်းကလေးအရွယ်ရောက်လို့နေကာလုပ်မယ်ဆိုရင်သူရဲ့သဘောတူညီမှုရှိရမယ်